ရပါတယ်ဆက်တီအကယ်၍မဝယ်နိုင်ခဲ့သည်ရှိတော့မိမိဖာသာမိမိလုံနိုင်ဖို့အတွက်ကျွန်တော်များစွာအထောက်အကူဖြစ်အောင်ကျွန်တော်မျှဝေပေးပါမယ်တခြားနည်းပညာနဲ့ပတ်သက်တဲ့ဓာတ်ပုံများစွာကိုလည်းကျွန်တော်ပံ့ပိုးပေးနိုင်ပါတယ်ကျွန်တော်ရှိမှာတော်တော်များများအထောက်အကူရမိတဲ့ဓာတ်ပုံတွေတော့၎င်းစက်ပစ္စည်းတွေတော့၎င်းအများကြီးရှိပါတယ်အချို့လုပ်ငန်းရှင်တွေဆိုလို့ရှိရင်ဒီ CSC ကအစိမ်းတက်တက်ကြီးဖြစ်နေတော့မလုပ်ရဲဘူးမလုပ်ရဲတဲ့အတွက်မှာကျွန်တော်ရှိမှာစက်တီလာငှားကြတာရှိတယ်စက်တီကိုအကြံဉာဏ်လာယူတာရှိတယ်ကျွန်တော်ကတော့စက်တီအမြောက်များစွာမငှားနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှိမှာတော်တော်များများဆက်နှလုံးသုံးလုံးငှားထားတာရှိတယ်အဲ့ဒါတချို့တွေလည်းပြန်ရောက်တာရှိတယ်ပြန်မြောက်တာတချို့ဆိုရင်ရခိုင်တို့ဘာတို့မှဆိုငှားသွားပြီးတော့ပြန်မြောက်တဲ့ဆက်နှလုံးသုံးလုံးလောက်ရှိပါတယ်အဲ့ဒါမို့ကျွန်တော်ရှိမှာလည်းအခုခေတ်ကာလမှာဆိုရင်စက်ပစ္စည်းကတော်တော်ရှားပါတယ်ဝယ်ရတာလည်းနည်းနည်းခက်တယ်အတို့တို့ကြောင့်ကျွန်တော်လုတ်ယူတဲ့စက်တွေကဆိုလို့ရှိရင်အကေလူကြီးမင်းတို့လုတ်ခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုတွေစက်ဘယ်လိုလုပ်ရတယ်ဆိုတော့ဗီဒီယိုတွေတင်ထားပါတယ်အဲ့ဒါကိုကြည့်ပြီးတော့လုပ်လို့လည်းရပါတယ်အဲ့ဒါကိုကြည့်ပြီးတော့မဖြစ်ခဲ့လို့ရှိရင်ကျွန်တော်ချက်ပတ်ကွာလှမ်းမေးလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကြည့်ပြီးတော့လုပ်လို့လည်းရပါတယ်ဘာမှမခက်ဘူးအဲ့တော့ CSC concrete နဲ့ကွန်ကရစ်နဲ့ပတ်သက်တဲ့ဆက်နွယ်တွေဟာဆိုအကုန်လုံးလုပ်လို့ရတယ်တော်တော်များများလုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုလဲတင်းကင်းလေးကိုခေါင်းထဲကိုထည့်ရမယ်ညံလေးထည့်ရမယ်နည်းနည်းလေးထည့်ရမယ်ကျွန်တော်လုပ်သလိုခင်ဗျားတို့လည်းလုပ်နိုင်ရမယ်ခင်ဗျားတို့လုပ်တဲ့ဟာတွေကိုတွေးရှိခဲ့ရင်လည်းအခက်ခဲတွေးချင်ကျွန်တော်ကိုမေးလို့ရကျွန်တော်အချိန်လေးပြန်ပြောလို့ရတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအသက်ကြီးပြီးနောက်လူငယ်တွေကိုကျွန်တော်တို့ဒီလိုနီးပညာတွေမျှဝေပေးသွားမှတိုင်းပြည်ရဲ့လိုအပ်တဲ့အစာအုပ်ကဏ္ဍမှာတော့တခြားလိုအပ်ချက်တွေတော့ကျွန်တော်တို့ကနီးပညာနဲ့ပတ်သက်ပြီးတော့မျှဝေပြီးတော့သုံးဆွဲကြမယ်တက်တာတဲ့ ZHD ကို short ချနိုင်ရမယ်အဲ့အတွက်ကြောင့်ဒီနီးပညာကများစွာအကျိုးရှိပါတယ်များစွာလည်းအသုံးဝင်ပါတယ်ကျွန်တော်တို့လုပ်ငန်းတွေမှာဆိုလို့ရှိရင်အခုစာအုပ်လုပ်ငန်းတွေမှာဆိုရင် CSC နီးပညာနဲ့အစားထိုးတဲ့နေရာတော်တော်များများရှိပါတယ်မြောက်များစွာသောအုပ်တွေကုန်မဲ့နေရာတွေမှာအစားထိုးတယ်ငွေတွေကုန်တဲ့နေရာတွေမှာအစားထိုးတယ်ပစ္စည်းဆုံးရှုံးမှုတွေအလေလွင့်တွေများတဲ့ကြားတဲ့နေရာမှာ CSC ကိုအသုံးဆွဲလို့ရပါတယ်တို့တကြောင်အဖက်ဖက်ကအကျိုးရှိတဲ့ CSC ကိုသုံးကြပါလို့တိုက်တွန်းပါတယ်နှိုးဆော်ပါတယ်ဘာလို့တိုက်တွန်းတော့ဟာမင်းကဘာဒီ CSC အုပ်ကိုဘာလို့တိုက်တွန်းတာမင်းမှာစက်ယုံပိုင်ရဲ့ကျွန်တော်စက်ယုံလည်းမပိုင်ပါဘူးဘယ်အုပ်ဆက်မှာလဲကျွန်တော်ဟိုဟာလာရှေ့ရလည်းမဝင်ထားပါဘူးဘာလို့လဲဆိုတော့ကျွန်တော် CSC တွေကိုလူတိုင်းသုံးဆွဲဖို့အတွက်ကိုစိတ်စေတနာတန်လေးနဲ့ကျွန်တော်မျှဝေပေးနေတာဖြစ်ပါတယ်နောက်လူငယ်တွေကိုလည်းတက်ဆင်ပါတယ်ကျွန်တော်အခုရောက်ရှိနေတဲ့ထိုင်းနိုင်ငံမှာဆိုရင် AAC ကိုပြင်ကြဲသုံးပါတယ်နေဆက်မြို့လေးတွေမှာဆိုရင် CSC သုံးပါတယ်တချို့မဖွင့်ပြိုးတဲ့နေရာမှာဆို CSC ပဲသုံးတယ်ဘာလို့ CSC သုံးလဲ CSC ကတန်တိုင်းတစ်ပိုင်းလုပ်လို့ရတယ် AAC ကလုပ်လို့မရဘူး AAC ကပိုစည်းကြီးတယ် CSC တဲ့အဲ့တော့ကြောင့်ကျွန်တော်ထိုင်းနိုင်ငံနေဆက်မှာရှိတဲ့မြောက်ဝတီမြို့မှာလည်း CSC တွင်ကျဲသုံးနေတယ်အဲ့မြောက်ဝတီနေဆက်ကမဲဆောက်တို့ဘာလို့ CSC ကိုတွင်ကျဲသုံးတယ် AAC ကဆိုရင် CSC တဲ့နည်းနည်းလေးဈေးပိုမြင့်တယ်ဈေးပိုမြင့်တဲ့ကြောင့် CSC ကိုသုံးရတယ် CSC နဲ့ AAC မှာ AAC ကပိုပေါ့တယ် CSC ကနည်းနည်းလေးလေးတယ်အဲ့တော့ကြောင့် CSC ကိုသုံးလို့ရှိရင်ဟလာအထက်နှိမ့်တဲ့3 4 5တက်10တက်လောက်ပြဿနာမရှိဘူးအဲ10တက်ကျော်သွားရင်တော့ AAC ကိုဒီဘက်ထိုင်းနိုင်ငံဘက်မှာတွင်ကျဲသုံးတယ်ဘာလို့တော့ CSC မှာလေးလမထုတွေပဲသုံးတာများတယ် AAC ကြတော့သူတို့ကထိုင်းနိုင်ငံမှာဆိုရင် partition တွေကာမှာဆိုရင်နှစ်လမထုလောက်ပဲသူတို့သုံးတယ်ဟိုကျွန်တော်တို့ဗမာလူမျိုးတွေအဝယ်များတဲ့ထိုင်းနိုင်ငံကတိုက်တွေကွန်ဒိုတွေဆိုလို့ရှိရင် AAC ကိုနှစ်လမထုတွေနဲ့ကာထားတာကျွန်တော်ကိုယ်တိုင်လက်ကလေးနဲ့ခောက်ကြည့်ပါလေးတွေခုဘက်ဒီဘက်တောင်မှကြားရတယ် AAC ပါလေးတွေသုံးတာဒါပေမဲ့သူတို့က partition နဲ့ definition နဲ့ကောင်းကောင်းလုပ်တယ်လားကောင်းကောင်းလဲခိုင်ပါတယ်ပေါ့လဲပေါ့ပါတယ်အထက်မြင့်နေအများကြီးလုပ်လို့ရတယ်အဲ့တော့ weight တွေသူကအများကြီး short ချဖို့အတွက်သူက AAC ကိုသုံးတာ AAC က CSC တဲ့ဈေးနဲ့နည်းနည်းလေးများကောင်းများလိမ့်မယ်ဒါပေမဲ့ AAC ကိုသူတို့ဘာလို့သုံးလဲဆိုတော့တစ်ခါသုံးပြီးလို့ရှိရင်သူကဈေးလဲတက်တာတယ်နောက်လုပ်ငန်းစဉ်တွေမှာသူတို့ကလွယ်ကူသွားတယ်ဟလာထွင်းတာတို့ထုတာတို့လည်းလွယ်ကူသွားတယ်အပေါက်ပေါက်တာလွယ်ကူသွား AAC ကိုသုံးကြတယ်တခြားဗီဒီယိုတွေမှာလည်းကျွန်တော်က CSC နဲ့ပတ်သက်ပြီးတော့ဘူးတူတာဖြစ်ပေါ်ရတယ်ထပ်ပြီးတော့တင်ဆက်မှာဖြစ်ပါတယ်မပြတ်မကွက်လူကြီးမင်းတို့လေ့လာနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်